ဒီမှာကျမတို့အတန်ထွက်နေပဲတယောက်နဲ့တယောက်ဆက်တွေ့ရတာပါစာနဲ့ဆက်တွေ့လို့မရပါဘူးစာထိုင်ရေးပြနေလို့အချိန်လည်းမရှိပါဘူးဘယ်သူမှလည်းကျမတို့ကိုနားမလဲပါဘူးဒါကြောင့်မို့လို့အတန်ထွက်မှန်ဖို့လဲ English learner တွေအတွက်အတန်ထွက်မှန်ဖို့လဲနံပါတ်1အရေးကြီးတဲ့ထဲမှာပါပါတယ်ဒါကြောင့်ဒီ video လေးကို Lens ကလုပ်ပေးလိုက်တာဖြစ်ပါတယ် TH အတန်မှာနှစ်ခုရှိပါတယ်တစ်ခုကတော့ unvoiced လို့ခေါ်တဲ့အတန်တိတ်နဲ့တစ်ခုကတော့ voiced လို့ခေါ်တဲ့တန်ပြင်းပေါ့နော်တန်ညင်းနဲ့တန်ပြင်းဆိုပြီးတော့နှစ်ခုရှိပါတယ်တန်ညင်းလေးကိုအရင်သွားကြမယ်နော်တန်ညင်းကြတော့ဒီလိုတန်ပြင်းဖြစ်ဖြစ်တန်ညင်းဖြစ်ဖြစ် mouth shape ကတော့ sandwich ပုံစံပါပဲအတူတူပဲဖြစ်ပါတယ်ဒီသွားနှစ်ခုကြားထဲမှာ sandwich ပုံစံလိုမျိုးပဲရှာလေးကိုညှက်ပေးရပါမယ်ဒီလိုလေးเนาะ sorry เนาะလင်းရက်သွားတွေမလှလို့ဒီသင်ခန်းစာကိုလုပ်ပေးချင်တာကြာလာပြီလင်းရက်သွားတွေမလှလို့မလုပ်ဖြစ်တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ကတော့အရှက်နေလို့မဖြစ်တော့ဘူးငါလူမျိုးတွေကိုကူညီမပဲဖြစ်မယ်ငါလူမျိုးတွေအကျိုးရဖို့ငါတော့အရှက်ခံလိုက်အောင်မယ်ဆိုပြီးတော့လာခဲ့တာဒီမှာလင်းရက်သွားကျိုးနေတယ်တက်လားအကြောင်းလင်းက pronunciation video တွေဒါလုပ်နေရတာတခါလေလင်းရဲ့ learner တွေ viewer တွေကိုလည်းအားနာပါတယ်ရှင်တခါလေးကြာရင်လင်းလည်းဒါစူးစမ်းပြီးတော့လောက်ရတာပေါ့နော်ကိုလူမျိုးတွေကိုလည်းတန်ထွက်ပြီးစေချင်တယ်သူများနိုင်ငံမှာများနိုင်ငံတွေကိုလူမျိုးကိုအထင်သေးတာဟိုနိုင်စားတာနော်မလို့ချင်ဘူးလေနော်ကိုလည်းအများကြီးကြုံခဲ့ရတယ်ကိုရှင်မှာကိုလူမျိုးတွေကိုအဲ့လိုအထင်သေးပြီးဆက်ဆံခံရတာတွေအင်္ဂလိပ်စကားညံ့လို့ဘလောက်ပဲအရေးချင်းရှိအထက်စီးကနေသူများပြောခံရတာတွေကိုလူမျိုးတွေအဲ့လိုမြင်ခဲ့ရတဲ့အခါကျတော့လင်းဒီ pronunciation channel လေးကိုလည်းလုပ်ဖြစ်တာဖြစ်တယ်ဒါဆိုလို့ရှင်သင်ခန်းစာပြန်သွားရအောင် link နဲ့တူလိုက်လုပ်ကြည့်ပေးပါဒီလိုလေးသွားနှစ်ခုကြားထဲမှာရှာလေးညှက်ရပါမယ်ဒီလိုလေးပြီးလို့ရှိရင်ကျမတို့ဒီအတွင်းထဲကနေလေကိုမုတ်ထုတ်ပြီးတော့လေကဒီရှာအထိရောက်ပြီးသွားပြီဆိုရင်ပြန်ပြီးတော့လေကိုရှက်လိုက်မယ်နော် block လုပ်လိုက်မယ်ဒီလိုလေးနော်ဒါဆိုလို့ရှိရင် तू ကဒီမှာဆက်မထွက်တော့ဘဲနဲ့လေကဆက်ထွက်ပြီးအတန်ပြင်းမထွက်ပဲနဲ့အတန်ညင်းလေးနဲ့ရက်သွားတယ်เนาะဒီလိုလေးပေါ့အဲ့ဒီအောင်မှဒီတန်ညင်းလေးကိုလှုပ်တက်သွားပြီဆိုရင်တန်ပြင်းလေးကလွယ်တယ်ပေါ့เนาะနောက်တန်ပြင်းကိုကြာတော့ဘယ်လိုသွားမလဲဆိုတော့ဒီလေကို block မလုပ်ဘူးမရက်ပဲနဲ့ဟိုအစုံထိလွတ်လိုက်မယ်ကိုမုတ်ထုတ်လိုက်တဲ့လေကိုအစုံထိလွတ်လိုက်မယ်เนาะဒါဆိုတန်ပြင်းရသွားပြီတန်ညင်းနဲ့တန်ပြင်းကိုဒီလိုလေးခွဲလို့ရပါတယ်ဘယ်လိုစကလုံးတွေမှာသုံးရမလဲဆိုတော့တန်ညင်းတွေကအဓိကကတော့ဒီ main စကလုံးတွေ verb တို့ noun တို့ရှိမယ်အဓိကကြတဲ့ main point ကြတဲ့စကလုံးလေးတွေမှာတန်ညင်းကိုသုံးရတယ်ဥပမာ